မမြင်ဘူးလို့ယူတယ်ပဲပြောကျွန်တော်တို့ဘဝမှာသိန်းထောင်ကျော်မကင်ဘူးဒါပထမဆုံးကင်မှုလားပဲကင်လာတော့မှလက်ထဲမှာကြာမကင်ရအောင်ဒါကျွန်တော်ဖြစ်ချင်ဆုံးနဲ့ကျွန်တော်လိုချင်ဆုံးဟိုဂရန်မီပေါ့နော်ဒါခုမှစဝယ်နိုင်တာရင်တော့ကျွန်တော်စိုက်ပျိုးရေးမှာဟိုဘိုးဘွားပိုင်မီပဲဝယ်ထားတာ38သိန်းကနေကျွန်တော်စဝယ်ခဲ့တာဟို10ပေ50ကို38သိန်းအဲ့တော့လမ်းကျူလမ်းကြဟိုးဂျောင်ကြီးထဲမှာပေါ့တော်တော်များများဖြတ်ကြတယ်မင်းကဂျောင်ကြီးထဲမှာပါဖြစ်တဲ့ညာဖြစ်တယ်ပေါ့ဗျာဖြတ်ကြတယ်ကျွန်တော်ရဲဆုံပြီးဝယ်တယ်ကျွန်တော်အရင်တော့ကယ်ရီဆွဲတယ်ရားတဲ့ပတ်စံကိုစုပြီးတော့ဝယ်အဲ့ကနေမှတတူးစထိုးပြီးတော့ပတ်စံလေးထပ်စုအဲ့ဒီရဲ့မြေမှာအိမ်လေးဆောက်အိမ်ဆောက်တယ်ဆိုတာလည်းချက်ချင်းဆောက်နေတာမဟုတ်တိုင်လေးထောင်လိုက်နားလိုက်အုပ်လေးစီလိုက်နားလိုက်အမိုးလေးမိုးလိုက်နားလိုက်နဲ့အဲ့အိမ်ကတော့6လလောက်ဆောက်ယူသွားနောက်ဆုံးဖြစ်ချင်တော့အဲ့ဒီအိမ်ကကျွန်တော်255သိန်းနဲ့ကျွန်တော်ရောင်းတဲ့သွားဝယ်တော့38သိန်းနော်အဲ့အိမ်လေးချောက်ဆောက်ပြီးပြန်ရောင်းလိုက်တာ255သိန်းရအဲ့ကနေမှကျွန်တော်ကဒီအဲ့ဒီကျွန်တော်တို့ဒီစိုက်ပျိုးရေးရဲ့ဂျောင်ထဲမှာအစဝယ်တာအဲ့ပြီးတော့ဒီလမ်းမပေါ်ရဲ့နည်းနည်းလူစီတဲ့လမ်းကြားတွေကိုကျွန်တော်ပြန်ထပ်ဝယ်သိန်း60နဲ့အဲ့တော့မြေကွက်တစ်ကွက်ကိုအဲ့တော့မဝယ်နိုင်သေးဘူးကျွန်တော်သိန်း80နဲ့မှဝယ်နိုင်တာသိန်း80နဲ့ဝယ်တယ်ပြီးရင်သိန်း100နဲ့အဲ့နှမ်းလေးမှာပဲ3ကွက်4ကွက်အဲ့လိုမျိုးပြကျွန်တော်မြေစုတဲ့လူဆိုတော့မြေတစ်ကွက်ချင်းဝယ်ပြစ်သွားတာဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘယ်လိုခံယူထားလဲဆိုတော့ငါဒီရက်ကွက်မှာပဲဝယ်ပြီးတော့နေမယ်ဆိုရင်ရေရှည်ကြရင်အဆင်ပြေပါမလားဆိုကိုယ့်အကိုတွေးမိတယ်ကျွန်တော်တို့ဝယ်တာကဘိုးဘွားပိုင်ဆိုတော့ဟိုနောင်တစ်ချိန်ကြရင်ဖြတ်ရင်လည်းကို့မှာစာချုပ်စာတမ်းရက်ကွက်လူကြီးတွေနဲ့ချုပ်ထားတဲ့အရက်စာချုပ်ပဲရှိတာအဲအကြောင်းမလို့ကျွန်တော်ခိုင်မာတဲ့ဂရန်မျိုးလိုချင်တာအဲ့တော့ကျွန်တော်ကအဲ့မြေလေးဝယ်တယ်ညံ့ပြန်ရောင်းတယ်ဝယ်တယ်ပြန်ရောင်းတယ်အဲ့လိုနဲ့မြေအကျိုးပေးတယ်လည်းပြောအောင်ပေါ့ဒါအခုဆိုရင်ဒီကျောင်း6ဝိမီပွိုင်နန်းလေးမှာ AR မှတ်တိုင်မှာရှိတယ်အဲ့ဒီရဲ့ AR 10လမ်းမှာကျွန်တော်ဒီနေ့သွားဝယ်မှာဂရန်မြေပေါ့အဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီစိုက်ပျိုးရေးထဲမှာလည်း4ကွက်ရှိတယ်အဲ့ဒီအခု AR မှာ1ကွက်ရှိတယ်ကျွန်တော်ဝေဘာဂီမှာလည်းကျွန်တော်ထပ်ဝယ်ထားတယ်အဲ့တော့ကျွန်တော်ဟိုရက်ကွက်တကပတ်ဝယ်ထားပါဗျာနောက်ဆုံးဒီရက်ကွက်ကြီးဖျက်ရင်တော့ဟိုရက်ကွက်မှာနေလို့ရဟိုရက်ကွက်ဖျက်ရင်တော့ဟိုဘက်မှာနေလို့ရကျွန်တော်အထွေးနဲ့ကျွန်တော်ပေါ့ဟိုနောင်ရေးကြရင်တွေးပူစရာမလိုအောင်ကိုယ်ကြိုတင်ပြီးကြံစီထားကြံရွယ်ထားတဲ့သဘောပါပဲအဲကြောင့်တနေရာထဲမှာပဲအထိုင်ချမယ်ခြေချမယ်ဆိုရင်နောက်တစ်ချိန်ကျရင်ကိုမမြင်နိုင်တဲ့ကံကြမ္မာအလှည့်အပြောင်းတွေဆိုတာရှိတယ်ဗျအဲ့လိုမျိုးတွေကဖြစ်သွားခဲ့အရင်ရှင်နာမှာလေနော်အဲကြောင့်မလို့ဟိုဥစ္စာကန်ဆောင်အသက်ညံဆောင်ဆိုတာဥစ္စာကန်ဆောင်တာတော့မှန်တယ်ကိုယ့်ရဲ့ညံလည်းတွေးတော့ကြံစီရတယ်ပေါ့ဗျာတကယ်ကျွန်တော်ရှာဖွေနိုင်တယ်တော့ကျွန်တော်စူးစမ်းပြီးရှာဖွေနေပါတယ်ဒါလေးအကုန်လုံးကကိုကလဲမှာယုံခဲ့မှကိုသားသမီးကလဲကြရင်မယုံရမှာဆိုတဲ့စကားအတိုင်းကျွန်တော်ကလဲမှာကျွန်တော်တာဝန်ကျင့်အောင်ကျွန်တော်ယုံတယ်အဲ့တော့ကျွန်တော်သားသမီးကလဲကြတော့ AC နေလို့ရတယ်ကျွန်တော်သားသမီးကလေးကြရင်လည်းယုံနိုင်အောင်ကျွန်တော်ပညာမွေတွေပေးတယ်အသိဉာဏ်တွေပေးမယ်သူတို့ကလည်းယုံထားရင်လည်းသားသမီးမြင်းမြစ်တွေကလေးကြရင်မယုံအောင်အဲ့တော့ကိုယ့်ရဲ့ generation ကြီးတစ်ခုလုံးကဆင်းရဲတဲ့ဘဝကနေမွေးလာခဲ့တာမှန်ပေမဲ့ချမ်းသာအောင်လုပ်လို့ရတယ်ဆိုတာကိုတက်တည်ပြကြင်တာဒါပါပဲငါပြီပဲချက်လို့လားမှန်တယ်ဒီလည်းမှန်တယ်မဟုတ်ပါဘူးဒီကဒီတော့ဘာသာပြန်မှာဒီထောက်ဝယ်စီကနေတော့ဒီ3လေးလောက်တော့သွားလို့ဘယ်နာဆိုလဲမသိတာမသိတာကြောင်းရတော့မဟုတ်ဘူး